အားလုံးပဲမင်္ဂလာပါဘူးဒီနေ့တော့ဒီနေ့ကျူချန်ရဲ့ပြန်လဲကျုပ်ဆိုပါတယ်နော်ပြီးရလက်တင်ဖြစ်တတ်ကြလို့ဆိုတော့ဒီနေ့တော့မကောက်မှရှိတယ်လူအများစုသွားနေကြတဲ့နေရာလေးတစ်ခုပေါ့နော်အဲ့ဒါလေးကိုသူတို့ခေါ်သွားပေးချင်ပါတယ်အဲ့ဒါကိုကြည့်ပြီးတော့နော်ဘလို့ဘ ഹു တတရတယ်ဘလို့ဘလို့ပြင်မလို့ပြောမှတော့တော်တော်လေးခက်ခဲပေါ့နော်သွားကြည့်ပြီးတော့ဘယ်လိုပုံစံမျိုးလဲဆိုတော့ဒီဗီဒီယိုလေးပြရှင်ကျွန်တော်ပြန်ပြပြမယ်ဒီနေရာလေးကတော့ကျွန်တော်ပြပြမယ့်နေရာလေးကတော့နော်ဒီရှင်းမာလေးနဲ့ဆင်းဆိုင်မှာရှိတဲ့အဲတိုက်တစ်ခုပေါ့နော်အဲတိုက်တစ်ခုတော့ကျွန်တော်ဝင်ပြီးတော့ကြည့်နေတယ်ဝင်လိုက်ပြီဆိုလိုက်တာလေသူကဒီအခုပေါ့နော်ခရစ်မတ်ကိုပြင်ဆင်ထားတာလေးတစ်ခုတွေ့နေပေါ့နော်ဒီဟာလေးတစ်ခုတွေ့နေပြီးတော့ကျွန်တော်တို့ဒီလမ်းလေးအပန်းအပေါ်တက်သွားမယ်ပေါ့နော်ဒီလမ်းလေးကိုအပေါ်တက်သွားမယ်အပေါ်ရောက်ပြီဆိုတာနဲ့သူအမျိုးဒီလိုထုံနှောင်းပင်နှစ်ပင်တွေ့မယ်ပေါ့နော်ဟိုဖေးလမ်းရဲ့ဟိုဖေးတစ်ဖေးတစ်ချစ်စီနှစ်ပင်တွေ့မယ်အဲ့ဒါခလိုက်တော့မှသူခရစ်မတ်ပုံလောက်ထားတာတွေ့မယ်ပေါ့နော်ခရစ်မတ်သူတို့ရဲ့အလှလောက်ထားတာအဲ့ဘစ်ဒီဘီရဲ့တစ်ဖေးချင်းတစ်ဖေးတစ်ချစ်စီမှာပေါ့နော်အဲ့သူတို့ရဲ့ဒီအဲ့မှန်နေခဲ့တဲ့ဘိုးတော်ရဲ့ရုပ်ထုခေါင်းရုပ်ထုပေါ့ပေါ့နော်ခုတွေ့မယ်ဒါပဲပေါ့နော်ဒီပြင်မှာအဲ့ပြီးတော့အောက်ကိုဆင်းလာခဲ့မယ်ဆိုလို့ရှိရင်အဲ့သူတို့တပ်ပုံတွေရိုက်ထားတာပေါ့နော်ကိုလုံးဝခက်ကရရောခုခက်ကရရောတပ်ပုံတွေရိုက်ထားတယ်ပေါ့ပြခန်းသဘောမျိုးပေါ့အဲ့ဒါတွေပဲရှိမယ်အထဲဝင်ကြည့်လိုက်တာနေဘာမှကိုမရှိတာတငယ်ချင်းတို့ရဲ့ပြောပြလို့ရှိရင်ဒီနေရာဆိုတော်တော်လေးပေါ့နော်တော်တော်လေးဆိုးဝါးဖြစ်တယ်ကျွန်တော်ပြောလို့ရတယ်ဘာမှကိုမရှိဘူးဒါပြီးတော့ဒီမှာဆိုလို့ရှိရင်အချို့စစ်တလုံးကိုလည်းသူတို့ကထူးထူးခြားခြားပြထားတာဒါပဲရှိတယ်အဲ့ဒါပြီးတော့သူတို့ရဲ့ဒီရဲ့စက်ကြောင်းကို projector နဲ့ကြည့်လို့ရတယ်ဒါတစ်ခုရှိတယ်ဒါပဲကဲအခုတော့အားလုံးပဲကျွန်တော်ပြရမှာတော့လိုက်ချီပြီးကြပြီဖြစ်တော့ပုံကျွန်တော်ပြန်ထည့်ပြီဒီနေရာကသူတို့ဘယ်လိုပြောမလဲဆိုတော့သူတို့ရဲ့ဒီမှာဟိုရဲ့အထင်ကြီးကနေပြတစ်ခုပေါ့ဒါပေမဲ့တကယ်ချင်းကိုကြည့်လိုက်ဘာမှကိုကြည့်စရာမရှိဘူးအဲ့ဒါတကူတကားလာဒီမှာကြည့်တာတခါတလေဆိုလို့ရှိရင်လူတော်မထမပြတ်ကြံဝင်ဖို့တော်တော်လေးလူမျိုးတိုးပြီးမှဝင်ရတဲ့အနေထားမျိုးအဲ့ဒါကိုလည်းဘလို့ဘ ഹു တတရရပြီးတော့ဘလို့ပုံစံနဲ့ဘာတွေကြည့်ချင်လို့တွားကြည့်ကြရလဲဆိုတော့ကျွန်တော်စဉ်းစားလို့မရဘူးเนาะအဲ့ဒါတစ်ချက်ရယ်အဲ့ပြီးတော့ဒါအမှန်တမ်းပြောလို့ရှိတော့ဘယ်လိုလဲတော်လေးဆိုးရတဲ့နေရာတစ်ခုထဲမှာပါတယ်လို့ကျွန်တော်ပြောချင်တယ်တွားမလဲတိတ်တဲ့နေရာပေါ့နော်ငွေကုန်ကြေးကြခံပြီးတော့မတွားတဲ့နေရာထဲမှာနေရာတစ်ခုပဲဒီကောင်အဲ့ဒီပြောလို့ရှိရင်မကောက်လူတွေနားလေချင်းငါတတ်ချင်နေရှိတယ်ဒါအမှန်တရားပဲဒီထက်မှတော့ဝင်လဲလို့ဘာဘူးတုတ္တမှမရှိဘူးဘာဘူးတုတ္တမှလည်းမရဘာမြင်ခွင့်မှလည်းမရှိဘူးလို့ဘာမှလည်းမရှိဘူးအဲ့ဒါတကယ်ချုံလည်းဒီတို့ဗီဒီယိုရဲ့အောက်ကလစ်မှာမှန်လေးကြီးပဲကြဘာဘူးတုတ္တရတယ်ကျွန်တော်တို့ဒီဗီဒီယိုမှာအကုန်လုံးနေရအကုန်လုံးအင်တာထဲတောင်မှရက်ခွင့်မရှိလို့မရခဲ့ကျွန်တော်ကတော့အကုန်ရက်ပေးခဲ့ပေါ့နော်သူတို့အခက်လေးတွေရစအကုန်လုံးကျွန်တော်ရက်ပေးခဲ့ပါတယ်လို့ဒီမှာတွားကြတယ်ပေါ့နော်တချို့ဒီမှာပြည်သားဘလော့ကာတချို့လည်းလာပြီးတော့ဒီအဲ့မှာပြီးတော့ပါရိုက်ကြပါတော့သူတို့ပြောတော့ဗျာဒီနေရာကဘာဖြစ်တင်ညာဖြစ်တယ်ဒါနဲ့ကျွန်တော်ကတော့ဘာအရသာမရှိတော့ဘာအရသာမှမရှိဘူးဘာပုတ်တုမှလည်းမရဘူးဘာမှလည်းမရှိဘူးဘာမြင်ခွင့်မှလည်းမရှိဘူး